တငယ်ချင်းတို့သုံးနေတဲ့ဖုန်းရဲ့စပီကာထဲမှာရေဝင်သွားတယ်အမိုက်ပိတ်သွားတယ်ဒါမှမဟုတ်အတန်တိုးတယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့လိုပါတယ်ကျွန်တော်တို့ဖုန်း active ဝယ်ပြီးမှသုံးလိုက်တဲ့305နဲ့ဆိုရင်ကျွန်တော်တို့ဖုန်းအများဆုံးကအတန်တိုးတာကိုကျွန်တော်တို့အများဆုံးတွေ့ရပါတယ်ကျွန်တော်တို့ဖုန်းမှာရှိတဲ့ဗီဒီယိုတွေကိုဖွင့်လိုက်တဲ့တချင်းဖွင့်လိုက်တဲ့ဒါပေမဲ့အတန်ကအရန်တိုးတယ်ဆိုရင်ကျွန်တော်တို့ဖုန်းရဲ့စပီကာထဲမှာရှိတဲ့အမိုက်တွေကို clear လုပ်ပြီးမှအရင်ကတည်းကနှစ်ဆကျအောင်လုပ်လို့ရပါတယ်ဒီနည်းလမ်းကိုဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးတော့မှာဖြစ်ပါတယ်ဒီနည်းကိုချန်နီတက်ဆိုရင်လည်းကျွန်တော်ရဲ့ဗီဒီယိုကို like လုပ်ပြီးမှ YouTube channel လေးကိုလည်း subscribe လေးလုပ်ပေးလို့ရပါတယ် Okay အချိန်မဆွဲဘဲနဲ့ဒီဗီဒီယိုကိုစလိုက်ကြOkay ပထမဆုံးအနေနဲ့ကျွန်တော်တို့ဖုန်းမှာရှိတဲ့ Chrome browser ကိုဝင်မယ် Okay ဝင်ပြီးရင်ကျွန်တော်တို့ source လုပ်တဲ့နေရာကိုတစ်ချက်လေးတွားမယ် Okay ပြီးရင်ကျွန်တော်တို့အမှ fake my speaker ဆိုပြီးရိုက်ရှာမယ် Okay ပြီးရင်ကျွန်တော်တို့ opposite မှာ fake my speaker ဆိုတဲ့ website တွေကိုတစ်ချက်လေးဝင်မယ် Okay ဝင်ပြီးရင်ကျွန်တော်တို့ဖုန်းမှာရှိတဲ့ speaker ကို clear လုပ်ဖို့အတွက်ကျွန်တော်တို့ဖုန်းမှာရှိတဲ့ media အတန်ကိုလုံးဝအပြည့်ဖွင့်ထားရပါမယ် Okay media ကိုအပြည့်ဖွင့်ထားပြီးရင်ကျွန်တော်တို့ဖုန်းရဲ့ screen မှာရှိတဲ့မိုးပြာရောင်နဲ့ button လေးကိုကျွန်တော်တို့နေရပါမယ် Okay နေပြီးရင်တငယ်ချင်းတို့ဖုန်းမှာအတန်တစ်မျိုးလေးပွင့်လာမှာကိုလက်တွေ့ရပါမယ်အဲထွက်လာတဲ့အတန်ကတငယ်ချင်းတို့ဖုန်းရဲ့ speaker ထဲမှာဝင်နေတဲ့ရေဒါမှမဟုတ်ပိတ်နေတဲ့အမိုက်တွေကိုလည်းထုတ်ပေးပါတယ်အဲထွက်လာတဲ့အတန်ကြီးကျွန်တော်တို့ဖုန်း speaker ထဲမှာရှိတဲ့ရေဒါမှမဟုတ်ပိတ်နေတဲ့ကြီးကိုလည်းတင်ရှင်းပေးတဲ့အတွက်ကျွန်တော်တို့အတန်မရမချင်းခဏထားပေးရပါမယ် Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ဖုန်း speaker အမိုက်ထုံးနည်းရေထုံးနည်းကိုလုပ်ပြီးတဲ့အတွက်ဒုတိယနည်းကိုဆက်သွားပါမယ် Okay ဒုတိယနည်းကတော့ကျွန်တော်တို့ဖုန်း media အတန်ကိုကျအောင်လုပ်တဲ့နည်းဖြစ်ပါတယ် Okay ဒီနည်းလည်းနဲ့ကျွန်တော်တို့ဘယ်ဖုန်းမှာဆိုအင်ကထက်ဖုန်းအတန်နှစ်ဆကျအောင်လုပ်လို့ရပါတယ် Okay ကျွန်တော်အချိန်မဆွဲဘဲနဲ့လိုရင်းတွင်းပြောပြီးမှဒုတိယနည်းကိုဆက်သွားပါမယ် Okay ဒုတိယနည်းကတော့ကျွန်တော်တို့ application ကနေလုပ်တဲ့အတွက်ဘယ်ဖုန်းမှာဆို easy နဲ့လုပ်လို့ရပါတယ် Okay ဒီ application ကိုဘယ်လို download လုပ်ရမလဲဆိုတော့ကျွန်တော်ရဲ့ description မှာချပေးပါမယ်ဒါမှမဟုတ်ဗီဒီယိုနောက်ဆုံးမှာပြောပြပေးပါမယ် Okay တကယ်ချင်းတို့ဒီ application ကို download လုပ်ပြီးရင်ဝင်လိုက်ပါဝင်ပြီးရင် Okay ကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါနေပြီးရင်ဘေးမှာရှိတဲ့ setting ပုံစံလေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါ Okay နေပြီးရင်ဒုတိယမြောက်မှာရှိတဲ့ setting ကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါနေပြီးရင်အမရှိတဲ့ option 3ခုထဲမှာအလက်က option ကိုဖွင့်ပေးလိုက်ပါဖွင့်ပြီးရင် back ခလုတ်ကိုတစ်ချက်နှိပ်ပြီးထွက်လိုက်ပါထွက်ပြီးရင်တငယ်ချင်းတို့ option နှစ်ခုပေါ်လာတာကိုတွေ့ရပါမယ်ပထမ option ကတော့ကျွန်တော်တို့ဖုန်း media ရဲ့ voice lamp option လေးဖြစ်ပါတယ်တကယ်ချင်းတို့စိတ်တိုင်ကြချဲလို့ရပါတယ်ဒုတိယ boost ဆိုတဲ့ option ကတော့ 0% မှာရှိပါတယ်တကယ်ချင်းတို့ကျွန်တော်တို့တော်လို့တေချာလေးလုပ်ပေးပါ Okay step 1အနေနဲ့တကယ်ချင်းတို့ boost ဆိုတဲ့ option ကို 20% မှာထားပြီးမှတကယ်ချင်းတို့ဖုန်းမှာရှိတဲ့တချင်းကိုဖွင့်ပြီးမှစမ်းကြည့်ပါ Okay စမ်းပြီးမှအဆင်ပြေတယ်ဆိုရင်တကယ်ချင်းတို့ boost ဆိုတဲ့ option ကို 20% မှာပဲထားပေးလိုက်ပါ Okay step 2အနေနဲ့ဒီ boost ဆိုတဲ့ option ကို40% မှာထားပြီးမှတချင်းတစ်ခေါက်ဖွင့်ပြီးမှစမ်းကြည့်ပါတကယ်လို့တကယ်ချင်းတို့စမ်းပြီးမှ40% မှာပဲအဆင်ပြေတယ်ဆိုရင်40% မှာပဲထားပေးလိုက်ပါတကယ်လို့တကယ်ချင်းတို့စမ်းပြီးမှ40% မှာလည်းအဆင်မပြေဘူးဆိုရင်ဒီ boost ဆိုတဲ့ option ကိုပဲ 100% ထားပေးလိုက်ပါ Okay ဒီ boost ဆိုတဲ့ option ကိုကိုယ်အဆင်ပြေတဲ့အနေထားမှာထားပြီးရင်တကယ်ချင်းတို့ဖုန်း speaker အတန်အင်္ဂါထက်နှစ်ဆကျလာတာကိုတွေ့ရလိမ့်မယ် Okay ဒါလို့ဆိုရင်မိတ်ဆွေတကယ်ချင်းတို့ဒီဗီဒီယိုကိုနားလည်လိမ့်မယ်လို့ထင်ပါတယ် See you next video goodbye